Company လက်အောက်ကရက်တန့်လို့မရတဲ့ဘိုင်ယန်မြူးနဲ့ဂျာမန်ဘောလုံးလောကရဲ့ A Caribbean ဘိုင်ယန်မြူးနဲ့ဟာနီးပြ Vincent Company လက်အောက်မှာခေတ်တစ်ခုကိုစတင်တည်ဆောက်နေပါပြီ။ဒီရာသီမှာကျွန်တော်တို့မြင်တွေ့နေရတာကတော့အံ့အားစရာကောင်းလောက်အောင်ကြောက်ခမန်းလေးပါပဲ။ပထမဆုံး Bundesliga ပွဲစဉ်စကတည်းကဘိုင်ယန်ဟာနီးပြဟာဘိုင်းအရာစီးကန့်ရှိမှုတိုက်စစ်စွမ်းအပြေဝမှုနဲ့စိတ်သက်ကြံ့ခိုင်မှုဆိုတဲ့အရာသုံးခုကိုပေါင်းစပ်ပြသနေခဲ့ပါတယ်။ဒါကြောင့်ပြည်တွင်းမှာရောဥရောပမှာပါသူတို့ကိုခြေပုံးဖို့ခက်ခဲနေကြတာပါ။ Bundesliga League မှာဆိုရင်ဘိုင်ယန်စိုးမိုးမှုကအတော်ကြာခဲ့ပြီလို့ဆိုတာအားလုံးသိကြပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကဆိုပွဲစဉ်2ပွဲအလိုမှာတင်သူတို့က33ချိန်မြောက်လိဖလားကိုရယူနိုင်ခဲ့ပါတယ်။ဒီလိုအောင်မြင်မှုကသူတို့ရဲ့ဇက်တိုက်တည်ငြိမ်တဲ့စွမ်းဆောင်ရည်နဲ့မစုံမနစ်ကြိုးစားတဲ့ဇွဲလုံးလာကိုပေါ်ပြနေပါတယ်။အတွေ့အကြုံနဲ့လူငယ်စွမ်းအားတွေကိုဟန်ချက်ညီညီပေါင်းဆက်ထားတဲ့အသင်းဟာပွဲစဉ်32ပွဲအတွင်း23ပွဲနိုင်ရ9ပွဲတည်ရင်2ပွဲသာရှုံးကအမှတ်86မှတ်ရရှိခဲ့ပါတယ်။ဒီလိုစွမ်းဆောင်ရည်မတော်တဆမဟုတ်ပါဘူး။ Company ရဲ့မြင်မာတဲ့ PR ပေးကစားဟန်ပိုင်ဆိုင်မှုအခြေပြုကစားဟန်ကိုဒီစနစ်ကြလိုက်နာကျင့်သုံးမှုရဲ့ရလက်ပါပဲဒီစနစ်ထဲမှာကစားသမားတိုင်းကသူတို့ရဲ့တာဝန်ကိုနားလည်ထားပြီးဒီညဉ့်ညွတ်မှုကပဲတကူကောင်းမဆန်တဲ့အောင်မြင်မှုကိုဖန်တီးပေးလိုက်တာပါအခုအသစ်စတဲ့2025-26ရာသီမှာလဲ Franz Beckenbauer Super Cup ဖလားနဲ့စတင်နိုင်ခဲ့ပါတယ်စတုတ်ကအသင်းကို2-1နဲ့အနိုင်ရရှိခဲ့ပြီးအသက်39နှစ်ရှိပြီဖြစ်တဲ့ Manuel Neuer ဟာသူဟာဘောလုံးသမိုင်းမှာအကြီးကျယ်ဆုံးဂိုးသမားတစ်ယောက်အဖြစ်ရပ်တည်နေစေဆိုတာသက်သေပြနိုင်ခဲ့ပါတယ်။သူရဲ့ကာကွယ်မှုတွေနေရာယူမှန်ကန်မှုတွေခံစစ်မှာခေါင်းဆောင်မှုပေးနိုင်မှုတွေကဘိုင်ယန်မြူနစ်ကိုအောင်မြင်ရေးလမ်းကြောင်းမှာစီဖို့အုံမြင့်ချပေးခဲ့ပါတယ်။အထွေအကြုံရင်ကစားသမားတွေကိုအဆင့်မြင့်ဆုံးနေရာမှာပါဝင်ကစားနိုင်အောင် Company ရဲ့မျှော်မှန်းချက်ကဘယ်လောက်ထိအောင်မြင်တယ်လဲဆိုတာဒါကသက်သေပြနေပါတယ်။ဥရောပဆင်းမြင့်မှာလည်းဘိုင်ယန်ရဲ့ပုံစံကအလားတူထက်မြက်နေစေပါ။ Champions League ရဲ့ပထမဆုံးပွဲမှာကမ္ဘာကလပ်ချန်ပီယံဖြစ်တဲ့ Chelsea ကိုဂိမ်းပလန်အမှားအယွင်းမရှိဘဲအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။ Harry Kane 2 ဂိုးသွင်းယူပြီး 3-1 ရလက်နဲ့အနိုင်ရအောင်ဦးဆောင်နိုင်ခဲ့ပါတယ်။ Kane ရဲ့ဂိုးသွင်းနိုင်စွမ်းနဲ့ညံရင်ညံသွေးပေါ်ဝင်တဲ့လှုပ်ရှားမှုတွေကသူရဲ့ပင်ကိုရေသွေးတာမကအသင်းစနစ်ရဲ့အဓိကကစားသမားတွေရဲ့စွမ်းရည်ကိုအမြင့်ဆုံးအဆင့်ရောက်အောင်ကစားပြနိုင်ခဲ့ပါတယ်။ Upamecano ကတော့ခံစစ်ကြောရိုးဖြစ်တယ်ဆိုတာပြသနိုင်ခဲ့ပြီး Chelsea ရဲ့တိုက်စစ်လမ်းကြောင်းတွေကိုချိန်မုံရမှာအဓိကနေရာကပါဝင်ခဲ့သူပါ။ဒါက Company လိုချင်တဲ့ခံစစ်ခံရမှုနဲ့တိုက်စစ်အတွက်စိတ်အေးလက်အေးလှုပ်ရှားနိုင်ရေးဟန်ချက်ညီမှုကိုပေါ်ပြနေပါတယ်။ Company ရဲ့နီးပြအတိုင်းပြောင်းလဲတိုးတက်လာမှုကဘိုင်ယန်ရဲ့ခေတ်ပြန်လဲနိုးထလာမှုရဲ့အဓိကတော့ချက်ပါပဲ။ခံမလို့ရတဲ့ပုံစံတွေကိုသုံးတဲ့ခေတ်ကကုန်သွားပါပြီ။အခုအခါမှာတော့အသင်းဟာရင်းထန်တဲ့ဖိကစားမှုနဲ့ဒိတ်ချုပ်ထားတဲ့ဇုံတွေကြားမှာကစားပွဲတိဆောက်ပြီးဟန်ချက်ညီညီပြောင်းလဲကစားနိုင်နေကြပါပြီ။ Company အောက်မှာပိုပြီးတိုးတက်လာတဲ့ကျယ်ပွင့်ဖြစ်တဲ့ Michael Olise ဟာအတော်လေးအားကိုးနေရပါပြီ။အရေးကြီးတဲ့အချိန်တွေမှာဖန်တီးနိုင်စွမ်းနဲ့ခံစစ်ထိုးပေါင်းနိုင်စွမ်းကိုစွမ်းဆောင်ရည်အမြင့်ဆုံးမှာပြသထားပါတယ်။ Company ရဲ့ချင်းကပ်မှုကလိုက်လျောညီတွေရှိမှုကိုအလေးပေးထားပါတယ်။တိုင်ဘက်တစ်ယောက်ချင်းစီကစိန်ခေါ်မှုအသစ်တစ်ခုကိုယူလာပြီးဘိုင်ယန်က Highline Defensive ကစားတာတောင်ပန်တွေကိုအသုံးချတာစိတ်ရှိရှိနဲ့ပွဲတက်မှုထိန်းချုပ်တာမျိုးစတဲ့နီးစနစ်ပိုင်းကြော်အားမှုတွေနဲ့ပြိုင်ဘက်တွေကိုတုံ့ပြန်လျက်ရှိပါတယ်။ဘိုင်ယန်အသင်းကိုတခြားအသင်းတွေနဲ့မတူအောင်ခွဲခြားထားတာကညီပြူဟာဘိုင်ယန်ညံသွေးနဲ့မစုံမနစ်ကြိုးစားတဲ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်ပါပဲ။ကစားသမားတိုင်းအတွေ့အကြုံရင်းသူဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်အသင်းစိတ်ဓာတ်နဲ့လှုပ်ဆောင်ချက်တိုင်းမှာပါဝင်နေကြပါတယ်။ဒီတဒနာကအောင်မြင်မှုအရသာတွေကိုခံစားနေရပါပြီ။ပြည်လင်းအောင်ပွဲတွေဥရောပအောင်ပွဲတွေနဲ့ရှုံးနေမှုမရှိသေးတဲ့စွမ်းဆောင်ရည်ကဘောလုံးလောကကိုစတင်ထိတ်လန့်စေပါပြီ။ Company ရဲ့စီးလုံးညီညွတ်မှုစီးကမ်းတဲ့နီးပြူဟာပိုင်းအာရုံစိုက်မှုတို့ကကစားသမားတယောက်ချင်းစီပေါ်မှာသာမိခိုးနေစေတာမဟုတ်ပဲအင်ဂျင်ဆက်ကောင်းတစ်လုံးကိုလဲပတ်နိုင်အောင်ဘယ်စိန်ခေါ်မှုကိုမဆိုပြိုပြတ်နိုင်အောင်လှုပ်ဆောင်ပေးနေပါတယ်။ကွင်းပြင်မှာလည်း Company ကစီးလုံးမှုနဲ့ရည်ရွယ်ချက်ရှိမှုဆိုတဲ့ခံစားချက်ကိုထည့်သွင်းပေးနိုင်ခဲ့ပါတယ်။ကစားသမားတွေကသူ့ရဲ့တည်သက်တဲ့ပြင်ဆင်မှုပွဲဖတ်နိုင်စွမ်းတဲ့ကစားသမားတစ်ယောက်ချင်းစီကိုယုံကြည်မှုမြင့်တင်ပေးနိုင်တာတွေကိုချီးကျူးပြောဆိုကြပါတယ်။ဒီစိတ်ပိုင်းဆိုင်ရာအခန်းကဏ္ဍကမြင့်မားလာတဲ့အချိန်မှာအထူးသဖြင့် PR တွေနဲ့ပြင်းထန်မှုတွေအမြင့်ဆုံးရောက်နေတဲ့ Champions League မှာအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ Company အောက်မှာဘိုင်ယန်ဟာကြောက်စရာကောင်းတဲ့တိုက်စစ်စွမ်းအားရှိတဲ့အသင်းနဲ့မာကျောတဲ့ခံစစ်ကောက်ွယ်ရေးဆိုတဲ့ဟန်ချက်ညီမှုကိုတွေ့ရှိခဲ့ရပါတယ်။ Harry Kane ဟာဒီရာသီပွဲဥအတွက်6ပွဲမှာကတည်းက10ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့အရေးအသွေးရောဘိုင်ယန်ရဲ့ပြောင်ပြောင်းတဲ့စနစ်ကဖန်တီးပေးထားတဲ့အခွင့်အလမ်းတွေရဲ့အံ့ဩစရာကောင်းတဲ့အစပါပဲ။ Manuel Neuer ကတော့အသက်အရွယ်ကိုစန့်ကျင်ပြီးအသင်းရဲ့ကြောရိုးအဖြစ်ဆက်လက်ရပ်တည်နေသေးပါ။ Jonathan Test တို့လိုကစားသမားတွေကလည်းဒီရာသီမှာအတော်လေးတည်ငြိမ်မှုကိုထိန်းသိမ်းရမှာအရေးပါနေသေးပါပဲ။အချုပ်အားဖြင့်ဆိုရင်Company လက်အောက်မှာဘိုင်ယန်ဟာအသင်းတစ်ခုကိုပို့ပါတယ်။စွမ်းအားတစ်ခုပါ။ဘောလုံးကဘာကြီးကဘိုင်ယန်မြူနစ်ကိုစောင့်ကြည့်နေကြပါပြီ။တေးကြတာတစ်ခုကတော့Vincent Company ရဲ့ဦးဆောင်မှုအောက်မှာဘိုင်ယန်မြူနစ်ဟာထိန်းချုပ်လို့မရတဲ့အသင်းဖြစ်နေပြီဆိုတာပါပဲ။